GED mathematical reasoning ကိုဒီလိုအမှတ်တွေရကြမှာသလားနောက်ပြီးတော့သင်ကဈေးတနဲ့ GED သင်တန်းကောင်းကောင်းကိုရှာနေရဆိုလို့ရှိရင်တော့ကျွန်တော်တို့အခုဖွင့်နေပေးမဲ့သင်တန်းနှစ်တန်းကသင်တို့အတွက်အသင့်တော်ဆုံးဖြစ်မှာပါGED ကိုအခုမှစ join မဲ့သူများအတွက် preparation class ကိုတော့စနေတနင်္ဂနွေတနင်္လာနေ့တိုင်းည9:00နာရီမှည9:00နာရီအထိသင်တန်းကြချိန်3လကိုတစ်လကို9000ကျပ်ထဲနဲ့တက်ရောက်နိုင်မှာဖြစ်ပြီးတော့သင်တန်းစတင်မဲ့ရက်ကတော့ January လ18ရက်နေ့ဖြစ်ပါတယ် intensive class ကိုတော့ဗုဒ္ဓဟူးဇာတာပတိတောက်ကြနေ့တိုင်းည9:00နာရီမှည9:00နာရီအထိသင်တန်းကြချိန်2လကိုတစ်လကို9000ကျပ်ထဲနဲ့တက်ရောက်နိုင်မှာဖြစ်ပြီးတော့သင်တန်းစတင်မဲ့ရက်ကတော့ January လ21ရက်နေ့ဖြစ်ပါတယ်နောက်ပြီးတော့အထူး giveaway အနေနဲ့သင်တန်းအနှံနဲ့တယောက်ချင်းစီတိုင်းကိုကျွန်တော်တို့သင်တန်းကဖွင့်လှစ်ထားတဲ့ Basic English Grammar in Use အတန်းကို free တယောက်ခွင့်ပေးရသွားမှာဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့အခုချက်ချင်း register လုပ်ထားဖို့လိုပြီနော်။